အားလုံးပဲမင်္ဂလာပါရှင်လုံးဘလော်လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပထမဆုံးလုံးဘလော်လေးရဲ့ audio ပုံအနေနဲ့ဆီယမတထွန်ရဲ့စိတ်ရဲ့နေတဲ့ချင်းစာအုပ်လေးကို audio ပုံအနေနဲ့ပြပြပေးမှာဖြစ်ပါတယ်ရှင်နောက်ဆက်ပေးကြပါဦးရှင်စိတ်ရဲ့နေတဲ့ချင်း Statement number 1ဝင်လာခဲ့ပါတဲ့ချင်းမင်းရဲ့ဂုဏ်တွေတကားဝမ်းမှာထားခဲ့လိုက်ပါငါနေတဲ့နေရာမှာဂုဏ်တွေမလိုပါဘူးဝင်လာခဲ့ပါတဲ့ချင်းမင်းရဲ့ပကတနာတွေအပြင်ဘက်မှာထားခဲ့လိုက်ပါငါနေတဲ့နေရာမှာပကတနာတွေမလိုပါဘူးစိတ်နှလုံးအေးချမ်းခြင်းဆိုတာစိတ်ရဲ့တန်ရှင်းခြင်းကအစပြုပါတယ်ဒါကြောင့်ငါနေတဲ့နေရာမှာဥစ္စာပစ္စည်းကြောင့်လည်းမပြောဘူးယာရုအစင်တန်းကြောင့်လည်းမပြောဘူးလူတွေရဲ့အတင်းဖြင်းကြောင့်လည်းမပြောဘူးပစ္စည်းချင်းမဖော်လို့တင်မှာဖို့ပချီကတစ်ချက်နဲ့တူတဲ့မနက်ခင်းလေးရဲ့တရွတ်တွေကြားကထကြွလာတဲ့မြေပြောက်ကလေးတွေရဲ့အုံမင်းရရော်နေတဲ့တပင်ကြီးတချို့ရဲ့ငါကလေးတွေရဲ့တေးတချင်းတန်လေးတွေပဲရှိပါတယ်တပင်တွေကြားတွေကလမ်းချင်လေးတိုင်းရှောက်သွားမယ်ဆိုရင်ရောင်စုံလေးပြလေးတွေကမျက်နှာနာကပ်ပြီးပြန်ဝဲသွားကြလိမ့်မယ်သူတို့မင်းကိုထိလို့ထိခင်လို့သွားကြတာကိုသဘောကျလိမ့်မယ်လို့ထင်ပါတယ်တကယ်ချင်းရင်တို့မှသာရုပ်ရှင်နဲ့စိတ်ရှိမယ်ဆိုရင်လမ်းတစ်လျှောက်ကြွကြနေတယ်ရိုးရိုးပါလေးတွေကလည်းသူ့လိုလိုလာနေကြပါတယ်နေတဲ့ချင်းကိုခံစားဖို့ခဏလောက်တိတ်တိတ်လေးနေကြစို့နေတဲ့ချင်းနဲ့မှာလောကကြီးကအထင်ကြီးသွားစရာဘာမှမရှိပါဘူးဒါပေမဲ့နေတဲ့ချင်းနဲ့မှာပြည့်စုံခြင်းရှိတယ်အဲ့ဒီပြည့်စုံခြင်းနဲ့မှာလူတွေမြင်အောင်ပြသလို့ရတာဘာမှမရှိပါဘူးဒါပေမဲ့ဘဝအဓိပ္ပာယ်ပြေဝမှုဟာလူတွေမြင်အောင်ပြသလို့မရတဲ့ထဲမှာရှိပါတယ် Statement number 2မနက်စောစောထားပြီးခြံထဲမှာတပြက်စီလဲတယ်ညကမိုးလေးရွာတော့နေရာတိုင်းဆွတ်ဆွတ်နေတယ်မနေ့ကစိုက်ထားတဲ့အပင်လေးတွေလန်းဆန်းနေတာတွေ့တော့ဝမ်းသာရတယ်နမဲတော်မခေါ်တတ်တဲ့ပင်လေးတွေကိုအနာရောက်လာတော့မြင်ရအာနာမိတယ်အနားမှာရှိပါရဲ့နဲ့နှုတ်ဆက်နေမိတဲ့အခါငါကိုခွင့်လွှတ်ပါကွယ်ငါကနှလုံးသားနဲ့မြင်အောင်ကြည့်ရသူပါဆိုတာမေးလိုက်ပါနဲ့ Statement number 3ဒီနေ့မနက်ခင်းဟာထူးထူးခြားခြားတွေ့စိတ်တယ်အရှိလေးအေးကလည်းနူတယ်စောင်းဝင်လာပြီပဲငကတိမှာထိုင်ပြီးဖလက်ဆဆောင်လေးဖတ်နေတယ်ခလန်းလန်းစီကချူကူတန်လေးကြားရတယ်ဂျိုလေးကူရဲလို့တွေ့ပြီးဆက်ဆက်ဖတ်နေတယ်ဒါပေမဲ့ဆက်ဖတ်လို့မရတော့ဘူးစိတ်ကချူကူတန်စီရောက်နေတယ်စောင်းကိုအသားချထားပြီးချူကူတန်လေးနာဆိုင်တောင်ဖြစ်တယ်Statement number 4အပြစ်မလူချေတိတ်တယ်ညနေတော့မယ်ကောင်းငင်ကြီးကိုမောချိနေမိတယ်ဒီညမိုးထရွာလိုက်အောင်မယ်ပိုးစုံကျူးလေးတကောင်မျက်နှာနာကပြပြန်သွားတော့ဖမ်းမိဖို့ကြိုးစားသေးတယ်သူကထွက်ပြေးသွားတယ်မင်းကိုနောက်ပွဲဖို့မဟုတ်ပါဘူးကွယ်ငါရင်ခွင်ပေါ်ခဏနာဖို့ပါ Statement number 5လူချင်တာကလွတ်လပ်မှုနဲ့ငြိမ်ချမ်းမှုဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်သူမှပြန်စရာမလိုဘူးကိုလူချင်တာကလွတ်လပ်မှုနဲ့ငြိမ်ချမ်းမှုဖြစ်တဲ့ဆိုရင်ငါကဘောလွတ်လပ်တယ်သူကဘောလွတ်လပ်တယ်လို့ပြန်နေမှာလားအကယ်၍တယောက်ယောက်မှာလွတ်လပ်မှုနဲ့ငြိမ်ချမ်းမှုရှိရလို့ကြားရရင်သူ့ကိုလေးစားတဲ့စိတ်ချစ်ခင်တဲ့စိတ်ဖြစ်နေတယ်သူ့ပေါ်ဖြစ်လိုက်တဲ့ပီတိစိတ်လေးနဲ့ကိုမှလည်းပို့ပြီးတော့အေးချမ်းသွားရတယ်
Statement number 6ငါရဲ့ဥယျာဉ်လေးဟာအထူးတလေပြုပြင်နှံ့ထားတာဘာမှမရှိပါဘူးကိန်းကမကြည့်တဲ့တစ်ပင်ကြီးတွေကြားမှာငါလည်းရှောက်တယ်မချုပ်ပြီးဆိုရင်အိတ်တန်တတော်မဲ့ငကလေးတွေကကြည်စဲသလိုအနားကိုကပ်ပြီးပြန်သွားကြတယ်ခုလိုရက်တွေဆိုရင်ညဘက်လမ်းလျှောက်တဲ့အခါပြည်တော်မဲ့လာမင်းကြီးကအဖော်လုပ်ပေးပါတယ်လမ်းလျှောက်ရင်းကတွေ့တယ်ဒီလောကကြီးမှာရှိနေတဲ့အရာမှန်သမျှရှိနေကြခြင်းတည်တာလည်းအောင်စရာကောင်းလိုက်တာလို့အရာရာပြတ်သုံးသွားဖို့တည်ချနေတဲ့ကြားထဲမှာပဲဒီလောက်ထပ်ပြန်တလဲလဲကြော့နေတဲ့ဝေဖွားခြင်းတည်ဆုံခြင်းကြားထဲမှာပဲရေပွက်ပမာခဏမြတာရှိတဲ့တဘဝအတွင်းမှာပဲသူအတူရှိနေကြတယ်အံ့ဩဖွယ်သူအတူရှိနေကြတယ်Statement number 7ငါနေတဲ့နေရာလေးကိုရောက်လာခဲ့ရင်ငါမပြစရာဆိုလို့တန်ဆွမ်းပြီးအရွက်တွေဝင်နေတယ်အပင်တချို့ရဲ့မြေပြင်ပေါ်မှာပွင့်ဖက်တွေဖွေးနေအောင်ကြည်ကြနေတယ်စကားဖြူပန်းပင်တွေရဲ့ပယနက်လေးတွေတင်ပြန့်နေတယ်လီနူအေးလေးရဲ့တက်တဲ့အိုကြီးတွေပေါ်မှာထိုင်ပြီးတချင်းစုံနေတက်တဲ့ငကလေးတွေရဲ့ဟိုဟိုတီတီပြန်ဝင်နေကြတယ်လက်ပြရောင်စုံလေးတွေရဲ့ပဲရှိပါတယ် Statement number 8ဒီမနက်မိုးအေးတယ်ပုံစံတစ်ခုလုံးတိတ်ဆိတ်နေတယ်ငကလေးတွေတောင်တချင်းမစုံနိုင်ကြသေးဘူးကံရည်ပင်ပေါ်ကိုမိုးဆက်လေးတွေကြာနေတာငါထိုင်ကြည့်နေတယ်ရေပြင်ပေါ်ကိုမိုးဆက်လေးတွေကြာတာဒီလောက်ကြည့်လို့ကောင်းမှအရှင်ကမသိခဲ့ဘူးကြည်ရင်နဲ့စိတ်ကငြိမ်လာတယ်ငြိမ်နေတဲ့စိတ်နဲ့ရေပြင်ပေါ်မိုးဆက်လေးတွေကြာတာကြည်ရတာပိုတော့ကြည့်လို့ကောင်းတယ်သူ့တဘောသူ့ဆောင်တဲ့လောကကြီးမှာငါစိတ်ကမချိမဆန့်အတန်ထွက်မလာဘူးငါတောင်းဝင်ယူနိုင်ပါတယ် Statement number 9ငါကတဲခဲ့တဲ့မူကခုမနက်ထိတဖြောက်ဖြောက်ရွာနေတော့ညကတုတ်ထားတဲ့မျက်ရည်တွေခုမနက်ထိအင်ဂျီလက်မှာဆွဆွနေတော့အခုထိကလေးဆန်နေသေးတဲ့ငါဟာတည်ခြင်းတရားကိုအဝေးကြီးမှာတွေးနေတော့အချက်တွေကိုလည်းမြဲလိမ့်မယ်လို့ထင်တော့ Statement number 10အာယုံပြုံးစရွှေရွှင်လန်းလန်းနေနိုင်လို့လေတိစုံကကလေးမကြောဖို့တနေ့တန်ချထားတဲ့လူသားပြောနိုင်တော့မပေါ့ကိုမကိုတောင်းယူတယ်လို့ကိုဝင်ကိုဘယ်သူမှမထမ်းပေးရတော့တာပြောနိုင်တော့မပေါ့တနာကျင်နာမှုကိုမတောင်းခံခဲ့ဘူးတယ်လို့အချောင်ရရဲ့ထမင်းတနတ်တောင်မစားခဲ့ဘူးဆိုတော့မင်းပြောနိုင်တော့မပေါ့ငြင်းချစွာအိပ်စက်နိုင်ကြပါစေ။တရားတော်ညခင်းလေးတစ်ခုပြတ်တတ်နိုင်ကြပါစေ။ကောင်းမွန်သောအိမ်မက်လေးတစ်ခုနဲ့မနက်တစ်ခုအစားပြုနိုင်ကြပါစေလို့လုံးပလော်လေးရနေဆုတောင်းပေးလိုက်